ထိုင်မှာဆိုရင်ရောင်းအောင်ဆုံးဖြစ်တဲ့ဒီ Ozu Tab C နဲ့အပြိုင် Acer ဘက်ကနေပြီးတော့ဒါအယောင်းသွက်တဲ့ C လေးတွေဒါထက်ရောက်တယ်ပေါ့နော်ဒီကောင်လေးကဘာလဲဆိုရင် Acer ဘက်ကနေပြီးတော့သူ့ရဲ့အထက်က Acer Predator ပြီးရင် mid range budget ဘက်မှာတော်လေးကမှလူကြိုက်များကြတဲ့ Acer Nitro 5ကောင်လေးပေါ့နော် Acer Nitro 5ကတော့ Intel ရဲ့ဒီ12 generation ပေါ့နော် Ryzen ဆိုရင်လည်း6000 C လောက်ကစပြီးတော့ Computer ပုံစံလေးလည်းချိန်လာတယ်ပေါ့နော်ပြီးတော့သူ့အထက်က Acer Predator Neo လောက်နီးပါးတိကိုဘေးကွာဒီကကောင်းလာပေါ့နော်ဒီမှာဆိုလည်းပဲကျွန်တော်ဒီ Acer logo လေးကအပေါ်ကိုရောက်သွားပြီးတော့ကြောဘက်ကဒီလိုမျိုး design လေးနဲ့ဆိုရင်တော်တော်လေးကမှလူကြိုက်လည်းများဒီကောင်လေးဆိုရင်သူ့ရှေ့ရ Intel 11 Gen နဲ့ရှေ့ရထွက်တဲ့ကောင်လေးထပ်ပေါ့တော်တော်လေးကမှဒါဘေးကွာဒီပိုင်းလှလာကိုတွေ့ရပါတော့တကယ်လည်းပဲ Ozu Tab တွေနဲ့အပြိုင်ချစ်ချစ်လေးလေးနဲ့ gaming ရတာကိုကျွန်တော်ရတယ်ပေါ့နော်ပြီးတော့ပေးရတဲ့ဈေးတဲ့တန်နဲ့ဆိုရဲရတာကိုလည်းကျွန်တော်ရပါပေါ့ဒီကောင်လေးဖြစ်ပါတယ်ဗျလုံးဝကမှဒီကောင်လေးဆိုရင်တန်နဲ့ချက်တွေအများကြီးပေါ့နော်ထည့်ပေးထားတဲ့အရာတွေရတယ်လုံးဝကမှ budget တန်တယ်လို့ပြောလို့ရပါပေါ့နော်ဘာကြောင့်လဲဆိုရင်ဒီကောင်လေးမှာပါတဲ့ CPU ပေါ့နော် CPU စမ်းပဲလက်ရှိချိန်ဒီကိုလက်ရှိချိန်ဒီဆောင်းထားလို့ရသေးတယ်ကျွန်တော် i7 12 Gen ပေါ့နော် i7 12 Gen မှာ AC ဖြစ်သွားပြီးတော့6 thread ကလည်းပဲ40 core 20 thread ရှိရဖြစ်တဲ့အတွက်လက်ကြီးတော်လေးကမှကျန်းတဲ့ CPU လေးဖြစ်သေးရပေါ့နော်ပြီးတော့ဒီ RAM ဆိုလည်းပဲဒီကောင်လေးမှာ16 GB ပါတယ်ပေါ့နော်16 GB ကိုမှ3900 speed နဲ့ DDR4 နဲ့လာတယ်ဒါ SSD ကတော့ကျွန်တော်ထုံးစံတိုင်း 400 GB ဖြစ်မယ်မိတ်ဆွေထပ်တိုးမယ်ဆိုရင်လည်းပဲ RAM slot တွေဒါ SSD slot တွေကဒီကောင်လေးမှာပါတယ်ပေါ့နော်ဘေးကွာဒီ2ထဲနဲ့လုံးဝကမှ component ကျဲကျဲဝန်းဝန်းနဲ့ cooling system ပဲလည်းကောင်းတယ်ပေါ့နော်ပြီးတော့သူ့မှာပါတဲ့ GPU လေးပေါ့သူ့မှာပါတဲ့ GPU လေးဆိုရင်လည်းပဲပိုတန်တဲ့ဆိုတဲ့ feeling ကိုခံစားအောင်ဆိုပြီး RT 3050 Euro မဟုတ်ဘဲနဲ့ RT 3050 Ti version နဲ့လာပေါ့နော်ဒီ GPU လေးကလည်းပဲ budget ဈေးသက်တာနဲ့ဒီ engineering အလုပ်တွေလုပ်မယ်ပြီးတော့ video editing ဘက်မှာဆိုလည်းပဲလုံးဝအတိုင်း TV video editing နေလည်းပဲကောင်းမွန်ရတယ်ဒီrunning ဘက်မှာဆိုလည်းပဲဒီကောင်လေးဒီဆောင်းထားတဲ့ထဲမှာပါတယ်ပေါ့နော်လုံးဝကမှနိုင်နေလက်ရှိသေးတယ်ပြီးတော့သူ့မှာပါတဲ့ GPU က95 watt နဲ့ရတယ်ပဲတော်လေးကမှဒါလက်ရှိချိန်ကြီးအသုံးဝင်သေးတယ် e-sport game တွေဆိုရင် high setting နဲ့ဒါဆော့လို့ရတဲ့ဒီထောင်မှာရှိတယ် triple A ဘာညာကတော့မိတ်ဆွေတို့ဒါစမ်းဆော့မယ်ဆိုရင်ဒါ setting အနေနဲ့စမ်းဆော့လို့ရတဲ့ကောင်လေးဖြစ်တယ်ပေါ့နော် RT 3050 C ကတော့ကျွန်တော်စီမှာဆိုရင် Ozu Tab တွေကလည်းအကြောင်းတက်တယ်လို့ဒီ Acer Nitro 5တွေကလည်းအကြောင်းတက်တယ်ပေါ့နော်ဒီကောင်လေးဆိုရင်လုံးဝတန်စီရဲ့ချက်တွေလည်းအများကြီးပါပေါ့နော် GPU က RT 3050 Ti ဒါဖြစ်ဝင်တာမကဘဲနဲ့ keyboard လေးဆိုရင်လည်းပဲလုံးဝကမှမိတ်ဆွေမြင်တဲ့အတိုင်းပဲ RGB keyboard နဲ့ရအောင်ပေါ့နော်ဖိုးဆောင် RGB keyboard နဲ့တော်လေးမှလှတယ်ဇုံတစ်ခုချင်းစီကိုလည်းပဲဒါအယောင်တွေချိန်လို့ရတယ်ပေါ့နော်သူ့ရဲ့ဒီ Acer Nitro Sun ဒါ software နဲ့ဒါမိတ်ဆွေ fine speed တွေပါရစားတင်ပြီးတော့ဒါ high performance ကိုရအောင်လုပ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီကောင်လေးမှာပါတဲ့ display ပေါ့ display ဘိုင်းမှာဆိုရင်လုံးဝစေနာပိုထားကိုတွေ့ရပါပေါ့နော်ဘာကြောင့်လဲဆိုရင်ဒီကောင်လေးဒီ Full HD resolution နဲ့ဟိုမှာ view angle color ယူဆိုလဲလုံးဝဟိုမှာကောင်းတယ်ပြီးတော့ sRGB 100% ရတယ်ပေါ့နော်အဲ့ဒါပြင်ဟိုမှာပို့ပြီးတော့တန်သွားစေတဲ့အချက်ကဒီကောင်လေးပေါ့နော် frame rate ဆိုရင်လည်းပဲ165 Hz ပါတာဖြစ်တဲ့အတွက်မိတ်ဆွေတို့လုံးဝကမှဒါ e-sport game တွေဆော့တဲ့အနေထားမှာဆိုလဲလုံးဝကမှလင်းမြန်ဖြတ်လက်နေမှာဖြစ်ပြီးတော့ဘုံပိုင်းမှာဆိုရင်လည်းတော်လေးမှကောင်းမွန်တယ်ပြီးတော့ဒီ video editing ဘက်မှာဆိုလည်း timeline တွေရွှေ့ရပြူရမှာလုံးဝကမှ smooth ဖြစ်ပြီးတော့ Raw AZ တွေဒီ business software တွေသုံးတဲ့နေရာမျိုးမှာဆိုရင်လည်း mouse pointer ရွှေ့ရတာရစကစားရတာရတော်လေးကမှညံဆန်ပြီးတော့တော်လေးမိုက်ပါဘူးเนาะလုံးဝကမှ gaming ဖောင်ပတ်တာအပြည့်အဝနဲ့ Acer Nitro 5ထဲရဆိုရင်လုံးဝအကြောင်းသွက်တဲ့ C လေးဖြစ်တယ်လို့ဒီကောင်လေးဆိုရင်လည်းဒီ 4 zone RGB keyboard လေးနဲ့ဒီလိုမျိုး design လာလေးနဲ့ရလဲကျွန်တော်စီမှာဆိုရင်ရောက်တာဆိုရင်ရောက်တော့လဲကုန်တယ်ပြီးတော့ပစ္စည်းလည်းပဲရှားတာဖြစ်တဲ့အတွက်ဒီကောင်လေးဆိုရင်ဒါလက်ရှိတစ်လုံးရောက်လာပေါ့နော်မိတ်ဆွေများတိုင်းမှာလုံးဝကမှ RGB keyboard ပြီးတော့သူ့မှာပေးထားတဲ့ refresh rate 165 Hz တွေ CPU GPU အတွက်ဆက်တွေရဆိုရင်ဒီကောင်လေးမှာဆိုရင်တော်လေးမှတန်တယ်30ဝန်းကျင်မှာရှာနေတဲ့သူတွေအတွက်ဆိုရင် Predator ဆိုလည်းပဲကောင်းမွန်သုံးလို့ရတယ်ဒီ rendering engineering ဘက်မှာဆိုလည်းပဲဒီကောင်လေးဒီ RT 3050ဒီစပြီးသုံးလို့ရတာဖြစ်တယ်ဒါ e-sport game တွေဆော့မယ်ဆိုလည်းဒီကောင်လေးဒီနိုင်နေရှိတာဖြစ်တဲ့အတွက် GPU ကလည်းကောင်းတယ် CPU ကအတွက်ဆက်လေး CPU GPU အတွက်ဆက်ကလည်းမိုက်တာဖြစ်တဲ့အတွက်ဒါဒီကောင်လေးဒီရောင်းထွက်တာကုန်တာမြန်တယ်ဖြစ်တဲ့အတွက်မိတ်ဆွေမြင်လာမှရမှာကျေးဇူးတင်ပါတယ်ဗျ